မင်္ဂလာပါ မင်္ဂလာပါ ကျွန်တော်တရုတ်တရား channel ကနေပြန်လဲကြိုဆိုပါရစေကျွန်တော်ကိုငိမ့်ပါ ကျွန်တော်တို့ကိုဖြိုးဖြစ်ပါတယ် ကီးဘုတ်မှုတ်တဲ့ကိုဖြိုး ကီးဘုတ်တီးတာ ကီးဘုတ်တီးတဲ့ကိုဖြိုးပါကျွန်တော်တို့ရဲ့ ဒီနေ့ဒီတစ်ပတ်မှာပေါ့နော် ဟုတ် ကျွန်တော်ညီကိုနှစ်ယောက်တင်ဆက်ပေးခြင်းတဲ့တခြင်းလေးတစ်ပုဒ်ကိုကြီးမိတ်ဆက်ပေးပါဦး ဒါ FA တွေအတွက်ပါကျွန်တော်တို့အများတန်း FA ကျွန်တော်တို့အများနဲ့ခံစားနေရတဲ့သူတွေလေနော်ကြံရည်တွေအတွက်ပေါ့နော်ကျွန်တော်လူမျိုးကြီးတွေအတွက်ဆိုရတဲ့တခြင်း များဝင်သေး ဒီတခြင်းကဝေးပြီကွယ်ဆိုတဲ့တခြင်းလေးပါတခြင်းကဥမျိုးမြင့်လေးဟုတ်တယ်နော် ဟုတ်တယ် ဥမျိုးမြင့်လေးဆိုတဲ့တခြင်းမှာတခြင်းအမှန်တန်ကောင်းပါတယ်ဒီခြင်းလေးကျွန်တော်ကြိုက်တာကိုပြကြိုက်လား ကြိုက်ပါတယ်ကျွန်တော် ကြိုက်တယ်နော်ကြိုက်တယ်နော်တခြင်းလေးက ကျွန်တော်တို့ကတော့တခြင်းနဲ့ကတော့မတက်ဆိုင်ဘူးကျွန်တော်တို့ကတော့ ဟုတ်တယ် တခြင်းနဲ့ကျွန်တော်တို့ ကိုပြိုးတို့ကတော့မသက်ဆိုင်ဘူးကျွန်တော်ပဲသက်ဆိုင်တာဒီတခြင်းက ဟုတ်တယ် ဆိုတော့ကျွန်တော်တို့ဒီတခြင်းကိုနည်းနည်းပုံမှန်မြင်နေကြမဟုတ်တဲ့ပုံစံမျိုးလေးနော်ကျွန်တော်တို့တရုတ်တရားမှာမြင်နေကြမဟုတ်တဲ့ပုံစံမျိုးလေးနဲ့ညီကိုနှစ်ယောက်တင်ဆက်ထားပါတယ်လို့တရုတ်တရားကိုအားပေးနေကြတဲ့ကျွန်တော်တို့ရဲ့ချစ်ရတဲ့ပရိသတ်များအားလုံး ဟုတ် ရှုစားအားပေးပါအောင်ခင်ဗျာနားစိခံကြပါအောင်ခင်ဗျာ ပြပရော ဟုတ်တယ် တွင်းရောနေရာဒေသအတိအကျအားပေးကြတဲ့တဦးချင်းစီတိုင်အောင်ကျွန်တော်တို့ညီကိုတွေရောတရောတရားအဖွဲ့ကညီကိုမောင်နှမတွေရောအကုန်လုံးအားနေပြီးတော့ကျေးဇူးတင်ပါတယ်လို့ဒီနေရာပြောကြားချင်ပါတယ်နော်အဲ့တော့ဒီတခြင်းလေးကိုကျွန်တော်တို့နားဆင်ပေးကြပါအောင်နော် ပေါင်းပင်အမြဲတမ်းခတ်တဲ့တောင်ပြေတဲကန်းစရဲ့တနေရာအချီ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  မောင်မေခေါ်သူပြောညူဖို့မလွယ်ပြီမောင်ရွှေရင်မော
ပြေသလိုပဲအသေးကျွဲခတ်သလိုနာပါသည်မိုးနဲ့ခင်ရဲ့ဝေသူမဲဆွေးပူတယ်ဆွေးပူတယ်နီအောင်ကြမ်းဆောင်မေးမဲအိုးကြမ်းဆောင်မေးမဲမဟန်မောင်မေးရဲ့ဘယ်ကံဖန်နေရွှေကလေးချောင်းချသလိုဝီးပြီးကွယ်ဝီးပြီးကွယ်ဝီးသူမဲဆွေးပူတယ်ချီ